ကျမ2026မှာအရန်မိုက်တဲ့စော်ကြီးအနေနဲ့ပြန်ပြီးတော့ကမ်ဘက်လုပ်မယ်လို့တွေးထားရမယ်ကျမအရန်ဟိုမှာမွေးတိတ်သွားပါတယ်ဟုတ်ကဲ့ပါကျမဒီဗီဒီယိုကတော့ကျမမွေးသွားတဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ဘလို့မွေးသွားတာလဲဆိုတော့ကျမကတော်တော်များများထင်ကြကျမဒီနိုင်ငံမှာမိသားစုနဲ့နေရအေးစစ်စစ်ချမ်းသာစိတ်ချမ်းသာကိုကျမ်းမာနဲ့နေရမယ်လို့ထင်တယ်ဒါပေမဲ့လုံးဝမှားပါတယ်ရှင်ကျမလုံးဝမွေးသွားပါတယ်မွေးသွားတဲ့အပြင်မှာကျမဒီရရှိရဲ့မိသားစုရင်းနဲ့စောက်ပြဿနာကြီးတက်ပြီးတော့မှကျမတယောက်တည်းခွဲထွက်လာဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ကျမလုံးဝမွေးသွားတာဖြစ်ပါတယ်ကျမကအလုပ်ဝင်လုပ်ခဲ့ပါတယ်ကျမနှစ်တိကျမကိုယ့်အကိုအလုပ်လုပ်တယ်ပတ်စံရှာရယ်ကိုနေချင်တဲ့အခန်းမှာကိုတယောက်တည်းကိုယ့်ကိုအခန်းငှားပြီးတော့နေရယ်ဘယ်သူနဲ့မှလည်းမနေဘူးကိုပိုင်ပစ္စည်းကိုပိုင်ပတ်စံတွေပဲကျမသုံးပြီးတော့နေခဲ့ပါတယ်အဲ့အတွက်လည်းကျမလိပ်ပြလုံပါတယ်ဘယ်သူစီကမှလည်းပတ်စံမချီးပါဘူးเนาะအဲ့လိုနဲ့ကျမနေခဲ့ရင်းနဲ့မှာကျမရဲ့ကောင်လေးကိုယုံပြီးတော့မှသူနဲ့စီးပွားရေးပြန်လုပ်မယ်ဆိုပြီးတော့ကျမလုပ်နေတဲ့အလုပ်ကနေထွက်ပြီးတော့သူ့ရဲ့အလုပ်မှာသွားပြီးတော့လုပ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တထေးကကျမတို့အကုန်လုံးကိုမလိတ်တပတ်လုပ်ပြီးတော့မှကျမတို့ရဲ့ visa တွေလည်းမပေးဘူးလစာတွေလည်းမပေးဘဲနဲ့ကျမရောသူရောလမ်းပေးရောက်ပြီးခွေဖြစ်သွားပါရှင်ဆိုတဲ့ခါကျတော့တော်တော်များများကကျမကိုအဆင်ပြေနေလို့ထင်ကြရင်ပဲကျမတို့နှစ်ယောက်လုံးကလူယုံတက်လို့တည်ခဲ့ရပါကျမတို့ရဲ့လစာတွေလည်းမရလို့ကျမတို့ရဲ့ visa တွေလည်းမရခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့အဲ့တတိယလည်းအခုသူတို့ရဲနေရှင်းနေရတယ်လို့တော့ကြားရဲအဲ့တော့လေကျမစိတ်တော်လည်းမကောင်းဒါပေမဲ့လေကျမတို့ကအရင်ဆုံးခံစားရတဲ့သူတွေဆိုတော့လေဆိုတော့ထားပါတော့ကျမကအခုအဲ့လူကျမအကောင်လေးကိုရှုံပြီးတော့ကျမတို့စီးပွားရေးလုပ်မယ်ဆိုတော့သူနဲ့ပြန်ပြီးတော့စီးပွားရေးလောက်ကမှကျမမွေးတော့ပါတယ်ဟုတ်ကဲ့ပါကျမအဲ့လိုမွေးသားကျမတယောက်တည်းတော့မဟုတ်ဘူးတစ်ဆိုင်လုံးလည်းမွေးနေရပါတော့အခုကတော့ကျမတော့အလုပ်ကနေမသက်ဆိုင်တော့ဘူးကိုဟာကိုပဲအပြင်ပြန်ရောက်သွားတာဖြစ်တဲ့တော့အဆင်ပြေပေမဲ့အဲ့ဒီဆိုင်မှာကြံခဲ့တဲ့သူတွေကအခုကဘယ်လိုပြောရမလဲရဲနဲ့ဖြစ်ညာဆိုတော့ကွာအကုန်လုံးဝန်ထမ်းတွေရောဒီရှိရလူတွေအကုန်လုံးပို့ဆိုပတ်ဆက်ဘလို့ဖြစ်နေမလဲတော့မသိဘူးပေါ့နော်တချို့ကပြောတာတော့တဝက်လောက်ကရဲစစ်စစ်ခံနေရတယ်လို့ပြောပါတယ်ဆိုတော့ထားပါတော့ဒါကတော့ကျမရဲ့စီးပွားရေးဖြစ်ပါတယ်ကျမရဲ့စီးပွားရေးကလုံးဝမွဲပြပြီးတော့အဲ့လိုမျိုးလုံးဝလက်ထဲမှာသုံးစရာရေတောင်ဝယ်တောက်စရာမရှိတဲ့အချိန်မှာကျမရဲ့မိသားစုကျမအားကိုးခဲ့ပါတယ်ဒီရရှိတဲ့မိသားစုကိုကျမအားကိုးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမကငယ်လေးတွေကအဖေဘက်ကအဖိုးနဲ့အဖွားနဲ့ကြီးလာတယ်လို့ပါဆိုတဲ့အခါကျတော့အဖေဘက်ကအဖိုးနဲ့ဖွားတော့ကျမဆိုးမိုင်ဆေးလိုက်ပဲတောက်ရက်ပဲတောက်ဆေးပဲကြာကေပဲရှူပေါ့နော်သူတို့ကတော့ကျမကိုချစ်ပါတယ်ဒါပေမဲ့ကျမဒီဘက်မိသားစုအားကိုးရဲအဲ့ခါကျတော့ကျမကသူတို့ကိုယုံပြီးတော့ကျမအဆင်မပြေတဲ့အချိန်မှာကျမသူတို့စီမှာနေခဲ့တယ်အဲ့လိုနေတဲ့စီမှာလဲကျမကစီးနဲ့ကန်နဲ့ထိန်းသိမ်းမဲ့ကျမနေပါတယ်ကျမဟိုဘယ်လိုပြောမလဲကျမရဲ့မိသားစုဆိုရင်တွေးရပဲတော်တာကွာကျမတို့ကတိတ်ပြီးတော့ဟိုငယ်လေးတွေတူတူနေခဲ့ကြတဲ့လူတွေမဟုတ်တဲ့ခါကျတော့ဒါကတော့မိသားစုအဖိုးအဖွားနဲ့နေတဲ့လူတွေဆိုပိုသိတယ်အဲ့အချိန်မှာကျမရဲ့မိသားစုကလည်းတပည့်လေကျမကိုပြန်ပြီးတော့ pressure ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကောင်လေးကြောင့်ကျမကစီးပွားရေးအဆင်မပြေဖြစ်သွားတယ်ဘာညာဆိုပြီးတော့ကျမကောင်လေးစီကနေကျမကိုပတ်စံနေဘယ်လိုပြောမလဲကောင်လေးကိုပေးခိုင်းမို့ကွာဒီလားအဲ့လိုမျိုးပြောတဲ့စီမှာကျမကောင်လေးကလည်းသူလည်းစီးပွားရေးမရှိပါလေဒီမလားသူလည်းလိန်ခံရကျမလည်းလိန်ခံရနှစ်ယောက်လုံးလိန်ခံရတဲ့အချိန်မှာကွာသိရမလားဒစိမ့်တယောက်အပေါ်ကိုသူတို့ကဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့ကွာသိရမလားနင်းကောင်ကြောက်ဖြစ်သွားနင်းကောင်စီမှာသွားတောင်းပါညာအဲ့လိုမျိုးနဲ့ဆိုတော့ဒီဘက်ကယောက်ျားလေးဘက်ကကြည့်တော့လေမိန်းကလေးတယောက်ရဲ့မိသားစုကဒီလိုမျိုးပြောပါလားဆိုပြီးတော့ပေါ့တော့အဲ့လိုမျိုးပြီးတဲ့ခါကျတော့သူတို့ဇလန်းလေးနေတော့သူတို့ရှိရပဲပေါ့လေနော်ဒါပေမဲ့ကျမကတော့အဓိကခံရတဲ့လူပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမကပတ်စံမရှိဘူးမွဲသွားတဲ့အတွက်ကြောင့်မို့လို့ကျမမိသားစုတွေမှာပြောရမယ်ဆိုလို့ရှိရင် useless ဖြစ်သွားတယ်ပေါ့ကွာတည်ရမလားတခုဆိုလို့ရှိရင်ကျမကိုအထင်မကြီးတော့ဘူးအဲ့လိုမျိုးပြဿနာတွေဖြစ်တယ်အဲ့အချိန်မှာအမေကလည်းသူနဲ့လိုက်ခဲ့ပါညာပြောတယ်ဆိုပေမဲ့လည်းသူလည်းသူဟာနဲ့သူရှိနေဆိုတော့ကျမလည်းအဆင်မပြေဘူးနော်အဲ့ဆိုတော့ထားပါတော့အဲ့အရာတွေကနောက်မှပြောမယ်ကွာဒီလားအဲ့လိုဆိုတော့ကျမရဲ့ကောင်လေးကိုလည်းကျမမရွေးသလိုကျမရဲ့မိသားစုလည်းကျမမရွေးဘူးနောက်ဆုံးတော့ကျမပဲပြန်ပြီးတော့ရှာဖွေမယ်ဆိုပြီးတယောက်တည်းထွက်လာခဲ့ပါတယ်ဟုတ်ပါတယ်ရှင်အခုကတော့ကျမတယောက်တည်းပဲမြန်မာပြည်ကအဖိုးကိုလှမ်းပြီးတော့အကြောင်းကြားလိုက်တယ်အဖိုးကတော့ပြန်လာလို့ပြောရမယ်ကျမကတော့
ပြန်ပြီးတော့ try ချင်တယ်ကွာဒီလားဘဝကတက်လိုက်ကြလိုက်ဆိုပေမဲ့ကျမစူးစမ်းချင်သေးရဲ့ပေါ့နော်အဲ့တော့ကျမအကောင်းဆုံးတော့အာတင်ထားရဲဒါပေမဲ့ဘယ်လိုဆက်ဖြစ်လာမယ်မသိရဲ့ခါကျတော့ကျမမြန်မာပြည်ပဲပြန်ရမလားဒီမှာပဲဆက်နေရမလားတော့မသိပါဘူးဒါပေမဲ့အဲ့အကြောင်းကျမပြောချင်တာလူတိုင်းကိုမယုံပါနဲ့ကျမကတော့လူတိုင်းကိုယုံတယ်မိသားစုကိုယုံတဲ့အတွက်ကြောင့်မို့လို့လေမိသားစုတွေမှာခွေးဖြစ်တယ်ဒီစီးပွားရေးကကျမသိရမလားကျမချမ်းသာခြင်းတော့ကွာကျမပတ်စံချမ်းသာခြင်းနဲ့လူဆိုတော့ကျမကငါတို့ဒီစီးပွားရေးကိုလှုပ်လိုက်ရင်ငါတော့ရပြီဆိုပြီးတော့အဲ့လိုမျိုးကျမပတ်စံကိုမှတ်တာပတ်စံကိုမှတ်ပြီးတော့ကျမရှိရဲ့အလုပ်ကနေ jump လုပ်လိုက်တာအမှမြောက်တကိုင်းလို့ဖြစ်သွားပါတယ်အခုလည်းကျမအလုံးကမဝင်နေပါတယ်ကျမအပြင်သွားဖို့လည်းမခေါ်ပါနဲ့အလုပ်ကိစ္စလည်းကျမကိုမေးလို့ရရဲဒါပေမဲ့ကျမမှလည်းလောလောဆယ်အလုပ်မရှိသေးပါဘူးဆိုတဲ့ခါကျတော့စိတ်တော့ညစ်တယ်ကွာဒီလားဘာဖြစ်လို့လဲဆိုတော့အားကိုးစရာမိသားစုကလည်းမရှိဘူးရှိတော့ရှိရဲ့ဒါပေမဲ့သူတို့ကကျမနဲ့တွေးမတူဘူးကွာဒီလားကျမကလည်းပြောမယ်ဆိုရင်အရွယ်တစ်ခုရောက်ပြီဆိုတော့ကျမမှန်တယ်လို့ထင်တဲ့အရာကိုကျမလုပ်ပါတယ်ကျမအရင်ကလောက်မိသားစုကိုအရင်ဟိုဘယ်လိုပြောအာမကိုးချင်တဲ့ခါကျတော့ကျမမှန်တယ်လို့ထင်တဲ့အရာကျမအုံနှောက်ကနေပြီးတော့ this is right way ဆိုရင်ကျမက boom 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 အဲ့လိုလုပ်ချင်တာပါအဲ့ဆိုတော့ကျမလောလောဆယ်တော့ခွေးဖြစ်နေပါတယ်ရှင်ဒါကတော့ကျမရဲ့ခွေးဖြစ်တဲ့ vlog လေးဖြစ်ပါတယ်မျှော်လင့်ပါတယ်ဒီ2026မှာပြန်ပြီးတော့အဆင်ပြေလာပါစီလို့ပေါ့နော်အဲ့တော့ကျမကအခုလောလောဆယ်တော့မိသားစုနဲ့လည်းအဆက်အသွယ်ဖြတ်ထားတယ်ကောင်လေးနဲ့လည်းအဆက်အသွယ်ဖြတ်ထားပါတယ်ဆိုတော့ယာနီခုကတော့ကျမတယောက်တည်းအေးချင်းဆိုပေမဲ့အေးချမ်းစွာနဲ့ဒုက္ခရောက်နေရပေါ့နော်ကျမအလုပ်တွေရောရှာပါတယ်ကျမပတ်တိုင်းနေရတယ်တတိအိမ်မှာကျမဒီစပွဲတို့သွားလုပ်ပေးရတယ်အဲ့အတွက်လည်းပတ်စံကတော့ရခဲ့တယ်ပေါ့နော်ဒါပေမဲ့ experience လည်းရတယ်ဒီလိုမျိုးပဲဆက်ပြီးတော့ရှင်းတန်နိုင်ပါစီလို့ကိုအားပေးပါတယ်ဆိုတဲ့အခါကျတော့ဒီလောက်ပါပဲဒါတော့ကျမရဲ့ခွေးဖြစ်တဲ့ blog ပါကျမလိုမျိုးချမ်းသာခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီရှိတဲ့အလုပ်ကနေပြီးတော့မစွန့်စားပါနဲ့ဒါပေမဲ့မစွန့်စားလို့လည်းမအောင်မြင်ဘူးလို့ပြောတော့လေကျမကစွန့်စားကြည့်အောင်ပေါ့နော်ကျမရီးစားဆိုတာထက်ကွာကျမတို့စီးပွားဘက်လို့ကျမပုံမြင်တာအုံနောက်ထဲမှာသိရမလားသူကလည်းအကြီးတွေချပြဆိုတော့ကျမကလည်းအကြီးတွေသိတယ်မလားဟာငါတို့ဒီလုပ်ငန်းအောင်မြင်ရင်ငါကဒီမှာကိုပိုင် flat နဲ့လည်းနေချင်းနေရမယ်သိရမလားဟိုကိုသုံးချင်တာသုံးရမယ်ဆိုရယ်တွေးနေကျမကအဲ့လိုလုပ်လိုက်တာကွာဒီလားအဲ့လိုမျိုးပေါ့နော်ကျမလည်းယုံနေကွာသိရမလားတခြားလူယုံတဲ့ကျမကောင်လေးရဲ့စီးပွားရေးဆိုတော့ကျမအဲ့လိုတွေးလိုက်တဲ့စီမှာကိုနှစ်ယောက်လုံးလဲခွေးဖြစ်တဲ့အပြင်ဟိုမှာကျမကလည်းလို့အိမ်နဲ့အထင်လွဲခံရတယ်ပေါ့ကွာဒီမင်းကောင်လေးကိုယုံတဲ့အတွက်ကြောင့်မို့မင်းဒီလိုဖြစ်သွားတာဗာဖြစ်တယ်ညာဖြစ်တယ်ပြောတော့ကျမအရန်စိတ်ညစ်လာတယ်ကွာသိရမလားသူတို့ကလည်းအချိန်တိုင်းဒီအခန်းကိစ္စအခန်းကပေးဖို့ဗာညာလိုမျိုးတွေလာပြောတဲ့ခါကျကိုကအဆင်မပြေသေးလို့လေဟုတ်တယ်မလားအဆင်ပြေရင်တော့ကျမအကုန်လုံးကျမကြည့်ခဲ့လို့မဟုတ်ကွာသိလားကျမတယောက်တည်းအခန်းကို1200 1400 1500ပေးနေရဆိုတော့ကျမ I don't care but this is really hard for me because no money and I look my family and fucked up upside down အဲ့လိုဖြစ်သွားပါတယ်ကျမအဓိကတော့ပတ်စံမရှိတော့ကျမအားကိုးတာဒါပေမဲ့သူတို့ကအဲ့လိုမျိုးပေါ့မေဒီစီပွားရေးကမင်းကောင်လေးကြောက်ပြတ်တာပြီးအခန်းကလည်းမပေးနိုင်အောင်သူတို့အဲ့မှာစောက်ပြဿနာတက်ပြီးတော့အဲ့လိုကျမခွေးဖြစ်သွားတာကျေးဇူးတင်ပါတယ်အဲ့တော့ကျမကိုလေအမရေအလုပ်လေးပြောပြပါအောင်ပါညာဆိုကျမတကယ်ပြောတာပါကျမတော့မှအခုဘာစားရမယ်မှမသိဘူးအဲ့လိုစောက်ပြတ်တဲ့နေတဲ့အချိန်နေမှာကျမကိုအခုညီတောင်းတဲ့လူတွေကိုအားနာပါတယ်ကျမမကူညီပေးနိုင်သေးပါဘူးကျမတော့လမ်းပြောင်းနေရပါအဲ့တော့ everything will be okay stay alive တေးတော့တေးဘူးနော်တက်တေးဖို့ထီတော့ကျမမစင်စားပါဘူးဘာဖြစ်လို့လဲဆိုတော့ this is not a challenge for me you know I mean it's like you die and what you will be happen nothing so stay struggling but I think I will be okay or not thank you so much ကျွန်မနောက်ဗီဒီယိုမှာမြန်မာပြည်ရောက်သွားမလားဒူဘိုင်းမှာပဲဆက်နေမလားဆိုတာနောက်မှာပဲဗီဒီယိုထပ်တင်ပြီးမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ကျွန်မကိုဆက်ပြီးတော့ကြည့်နေပေးပါမြန်မာပြည်ပြန်မပြန်ရင်ဒူဘိုင်းမှာခွေးဖြစ်နှစ်ခုတည်းတစ်ခုတော့ဖြစ်လာမှာပါအဲ့တော့ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye